and 5 grammar ရဲ့ unit 17ရောက်လာပါပြီဒီ chapter တွေအကုန်လုံးကမင်းနောက်နေဟောင်းကောရဲ့ပထမဆုံးပေါ့နော်ဒီ elementary number 1စာအုပ်ကိုအခြေခံထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီ unit 17မှာဆိုလို့ရှိရင်ဘာလေ့လာမလဲဆိုတဲ့အခါကျတော့ 9 form တွေကိုဘယ်လိုပြောင်းလဲစာအုပ်လေ့လာမယ်အဲ့တော့မင်းနောက်နေဟောင်းကောကစစကြမှာတော့ငါသူက mask ခဲတွေနဲ့စလာခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီ 9 form တွေပြောင်းတဲ့အခါမှာလဲ mask ခဲကနေပြောင်းတဲ့ပုံစံကိုသွားမယ်ပေါ့နော်နောက်ပိုင်း plain form တွေရပြီးတဲ့အခါကျတော့မှတခြား level ရောက်တဲ့အခါကျလို့ရှိရင် plain form ကိုအခြေခံပြီးတော့ verb တွေကိုပြောင်းကြည့်ရမှာဖြစ်တယ် conjugate လုပ်ကြမှာဖြစ်တယ်ပေါ့နော်ဒီ17မှာတော့ mask ခဲတွေကနေပဲပြောင်းအောင်မယ်အရှိရ chapter မှာဆိုလို့ရှိရင်တော့ဒီတဲ့ form တွေပေါ့နော်ပြောင်းခဲ့တာတွေပြီးသွားပြီအဲ့တော့ mask တွေကနေတဲ့ form တွေပြောင်းခဲ့တယ်ဒီတစ်ခေါက်ကကြတော့ mask တွေကနေပြီးတော့ဒီ negate လုပ်မယ်ပေါ့နော်အငင်းပုံစံတွေကိုဖွဲ့ဖို့အတွက်9 form တွေပြောင်းမယ်အဲ့9 form ရောက်သွားပြီဆိုလို့ရှိရင်9 form ပြောင်းတတ်ပြီဆိုလို့ရှိရင်9ကိုသုံးထားတဲ့ phrase လေးပေါ့နော်9တဲ့ခုတာဆိုင်ဆိုတဲ့ဟာကိုသုံးကြည့်မယ်ပြီးရင်အဲ့လိုပဲနာလေးနဲ့စနေရပေါ့နော်9ကိုအရင်ပြောင်းပြီးတော့ e လေးဖြုတ်ပြီးတော့တခါတခြားပုံစံထပ်ဆက်ပြီးတော့သုံးရတာပဲနာခဲ့တယ်ပါနာလေးမဆန်ဆိုတဲ့ပုံစံပြောင်းမယ်နောက်တစ်ခါ9တဲ့မို့ e dash ဆိုတဲ့ပုံစံပြောင်းမယ်နောက်တစ်ခါ object တွေကိုစာကြောင်းရဲ့အစမှာပေါ့နော်topic အနေနဲ့ထားပြီးတော့သုံးတဲ့ object ဝပေါ့နော်ဆိုတဲ့ပုံစံလေးတွေကိုသုံးကြည့်ပါမယ်အဲ့တော့ပထမဆုံး 9 form ပြောင်းနည်းလေးကိုပေါ့နော်စာကြည့်အောင်အဲ့တော့ verb တွေကို conjugate လုပ်တဲ့အခါကျလို့ရှိရင်အများမဲ့တို့တွေသိရမှာဒီ verb တွေဒီ group 1 verb လား group 2 verb လား group 3 verb လားဆိုတာကိုသိရမယ်အဲ့တော့ group 1 verb တွေကိုပြောင်းတဲ့အခါကျလို့ရှိရင်ဆို mask နဲ့ကြည့်ပေါ့အဲ့တော့ mask မှာ group 1 verb တွေဒီဘယ်လိုမျိုးဂုဏ်သက်တည်ရှိလဲဆိုလို့ရှိရင် mask ရဲ့အရှိကစလုံးက e တန်အနေနဲ့ဆုံးတယ် verb တွေပေါ့နော် ikimas ဆိုရင်ဒါ ki izogimas ဆိုရင် gi hanashimas ဆိုရင် shi machima ဆိုလို့ရှိရင် chi ဖြစ်နေတာပေါ့နော် yobima ဆိုရင် bi nomima ဆိုရင် mi ဖြစ်နေအဲ့တော့ဒီအတန်တွေဒီ line ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအတန်တွေဒီ e တန်အနေနဲ့e တန်တွေရှိနေတဲ့အတန်တွေပေါ့နော်ဒီအဲ့တော့ဒီဟာတွေကိုသူ့ကို9ခဲပြောင်းဖို့အတွက်ဆိုလို့ရှင်ဘာလုပ်ရမလဲဆိုလို့ရှင် mask ကိုဖြုတ်ရမယ် mask ရဲ့နေရာမှာ9ဝင်သွားမယ်နောက်တစ်ခါကျတော့ e တန်တွေကိုဘာတန်ပြောင်းပြရမလဲဆိုရင် a တန်ပြောင်းပြရမယ်အဲ့တော့ ki ကခဖြစ်မယ် gi ကဂဖြစ်မယ် shi ကစဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပြောင်းပြရမယ်အဲ့တော့ ikima ဆိုရင် ika နိုင်ဖြစ်မယ် izogima ဆိုရင် izo ကနိုင် hanashima ဆို hana စာနိုင်ဖြစ်မယ် machima မတာနိုင် yobima ဆို yoba နိုင် nomima norma နိုင် khaerima khaera နိုင် owarima owara နိုင်ဖြစ်မယ်ဒါပေမဲ့တွန်းချက်လေးရှိတယ် e line မှာ e တန်ဖြစ်နေဆိုရင်သူကe ကို a လို့မပြောင်းအောင်เนาะအဲ့ခါကျရင်ဘယ်လိုပြောင်းအောင်လဲဆိုရင် e ကို wa လို့ပြောင်းအောင်မယ် si ma suwa နိုင် e မှာဆိုရင် e wa နိုင်ဖြစ်ရမယ်အဲ့တော့ e က e မဖြစ်ဘူးe ကနေ sorry e ကနေ e မဖြစ်တာမဟုတ်เนาะ e က a မဖြစ်ဘူး wa ဖြစ်ရမယ်ဆိုတဲ့ဟာလေးပေါ့เนาะအဲ့ဒါလေးကိုမှတ်ထားမယ်ဒါလေးပြင်လိုက်မယ်เนาะ e ကမဖြစ်ဘူးเนาะ e ကမဖြစ်ဘူး wa ဖြစ်မယ်ဆိုတာဟာလေးကိုမှတ်ထားပါမယ်ဒါဒီ group 1 verb တွေကို9ပြောင်းတာ ikimas က ika 9ဖြစ်မယ်ပေါ့เนาะဆိုပြီးတော့e တန်ကို a တန်ပြောင်းနေပြီးရင် mask ကိုဖြုတ်ပြီးတော့9ပေါင်းနေဆိုတဲ့ပုံစံက9 form ပြောင်းနေပေါ့ ikimas သွားသည်ကဒီလိုမျိုး9 form ပြောင်းပေးခြင်းအပြင် ika 9မသွားဘူးဖြစ်သွားမယ် izogimas အလုံးများသည်ဒါမြန်အလင်းစလို့လုပ်တည်ပေါ့နော်ဆိုတဲ့ဟာကအလင်းစလို့မလုပ်ဘူး isoga 9ဆိုပြီးတော့ဖြစ်သွားမယ်ဒါဒီ group 1 buff တွေပြောင်းတာနောက်ဆက် group 2 buff တွေကဘယ်လိုပြောင်းမလဲ group 2 buff တွေကတော့လွယ်ပါတယ် mask တွေကိုဖြုတ်ပြီးတော့9နေကတ်လိုက်ရုံပဲဒါဆိုရင် group 2 buff မှန်ဘယ်လိုသိမလဲဆိုလို့ရှိရင်ခုနကတော့လိုမျိုး e တန်မဟုတ်ခဲ့တော့ဘူးဒီအလဲကိုကြည့်လိုက်လို့ရှိရင် a တွေလည်းဖြစ်စဉ်ဖြစ်မယ် e တွေလည်းဖြစ်စဉ်ဖြစ်မယ်ပေါ့နော်အဲ့တော့ a ဆိုရင်တော့မှတ်ရတာလွယ်တယ် a ဖြစ်နေရဆိုရင်တော့သူဒီ group 2 man တန်တီပြီဘာလို့ဆို group 1က e ပဲဆုံးပါအောင်เนาะ a မဆုံးဆိုတော့ a ဖြစ်သွားတယ်ဆိုတော့ group 2 man သိပြီဒါပေမဲ့ e ဖြစ်နေရဆိုလို့ရှင်ကြတော့သူက group 1လား group 2လားခွဲပြီးတော့ကြက်မှရမယ်အဲ့ဒါကြတော့အတန်ကိုကြည့်ပြီးတော့1လား2လားပြောလို့မရတော့ဘူးပေါ်လေးပေါ်ထားရှိရဲ့စလုံးတွေပေါ့เนาะအဲ့ဒါတွေက2လား2ဆိုရင်2 1ဆိုရင်1တခါတည်းမှတ်ထားမယ်အဲ့တော့ဥမာဆိုရင်ဒီအတန်တိုတဲ့စလုံးတွေပေါ့emas တို့ mimas တို့အဲ့ဒါတွေက group 2ဖြစ်တယ်အတန်တစ်လုံးထဲတွေပါတဲ့ဟာတွေဒီ emas mimas เนาะအဲ့ဒါတွေက group 2ဖြစ်တယ်လို့တခါတည်းမှတ်ထားမယ်နောက်တစ်ခါ karimas တို့ orimas တို့ပေါ့เนาะအဲ့ဒါတွေကကြတော့ group 2ဖြစ်တယ်သူ့ကိုပေါ့เนาะ
သူကတော့ဒီအတန်အတူတူဖြစ်နေတဲ့အခါကျတော့ဘာဖြစ်လို့ဒီမှာ E တန်ဖြစ်တာနဲ့ group ဖြစ်တာလဲဆိုတော့သူက test စဉ်းစားလို့မရပဲနဲ့buff ပုံမူတည်ပြီးတော့သူကမှတ်ထားမှရမယ်ပေါ့နော်အဲ့ရတော့ကိစ္စမရှိဘူးလား oboe mask တို့ decacare mask တို့အဲ့ဒါတွေကကိစ္စမရှိသူကအဲ့တန်ဖြစ်နေတော့ group 2စာမှတ်ရလွယ်တယ်ပေါ့တချို့ဟာလေးတွေပေါ့နော်ဒီ oki mask တို့နောက်တစ်ခါဒီ kari mask ori mask ပေါ့နော်ဒါလေးတွေကတော့ group 2ဖြစ်တယ်ဆိုပြီးတော့မှတ်ထားရမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်သူ့ကိုဒီကောင်တွေကိုကြတော့ mask တွေမှာ9 ခဲပြောင်းမယ်ဆိုရင် mask ကိုဖြုတ်ပြီးတော့9ပြောင်းလိုက်ရမယ်ဒါပဲ mask ဒါပဲ9 e တဲ့ mask e တဲ့9 e mask က e 9 okay mask ဆို okay 9 abi mask ဆို abi 9 mi mask ဆို mi 9 khari mask khari 9 ori mask ဆို ori 9 oboe mask oboe 9 decacare mask decacare 9ဆိုပြီးတော့ဒါ 9 form တွေပြောင်းပါတယ်အတိတ်ပဲကတော့ဒီမှာမပြောတော့ပေါ့နော်ဒီစားတီတို့ထည့်တီတို့အဲ့ဒါမပြောတော့ဘာလဲဆိုတော့ဒါကဟို form ပြောင်းတာပဲကြည့်တယ်ဆိုတော့အကြောင်းလို့ pattern ပဲကျွန်တော်ကြည့်နေရမလို့မပြောသေးဘူးအတိတ်ပဲတွေနောက်စာစောင်းနဲ့ရောက်တဲ့အခါကျတော့မှအတိတ်ပဲပြပြမယ်ပေါ့နော်ဒီ okay mask တွေရတာအေးရထားတဲ့ဟာလေနော်အေးရထားတာနောက်ဟို buff 1မှာ group 1မှာနောက်ထပ် okay mask တစ်ခုရှိရ put ဆိုရထားသည်တင်သည်ဆိုရဟာအဲ့နှစ်ခုမရောနဲ့သူက here ကားနဲ့ရေးလို့ရှင်အတူတူပဲခန်းချင်းနေဒီမှာသာကွာတာပေါ့နော်အဲ့တော့ group 1မှာလည်း okay mask တစ်မျိုးရှိရ group 2မှာလည်း okay mask တစ်မျိုးရှိရဘယ်အထိပ်ပဲနေ okay mask လဲအေးရထားတဲ့ okay mask လား put တင်သည်ဆိုရဲ okay mask လားပုံမှန်မူတည်ပြီးတော့ပြောင်းပုံပြောင်းနေမတူဘူးပေါ့နော်တင်သည်ဆိုရင် oka 9ဆိုတဲ့ဟာရှိရအေးရထားသည် okay mask က oka 9မရှိဘူး okay 9ပဲရှိရပေါ့နော်အဲ့ဒါလေးကိုမှတ်ထားမယ်နောက်တစ်ခါ group 3ပေါ့နော် group 3က2မျိုးပဲရှိရဲခါတိုင်းလိုပဲ she mask နဲ့ ki mask နဲ့ she mask ဆိုရင် she 9 ki mask ဆိုရင် ko 9ပေါ့နော်အဲ့တော့ she mask she 9 ki mask ko 9ဆိုတော့ရှိရ ki ရပါတဲ့ခြားစကားလုံးတွေလည်းရှိနိုင်တယ်ဥပမာဆိုရင် shin pai she mask ဆိုတာစိတ်ပူတာ shin pai she 9 motte ki mask motte ko 9ဖြစ်မယ် ki ရနဲ့ ko ဖြစ်မယ်sampo she mask ဆိုတာလမ်းလျှောက်သည်ပေါ့နော် sampo she 9ဖြစ်မယ်ပေါ့motte ki mask ကယူဆောင်လာသည်ပေါ့နော် bring ပေါ့ဆိုတဲ့အဓိပ္ပာယ်ဒါတွေကအဲ့တော့ဒါဒီ group 1 2 3 9 form ပြောင်းတဲ့ပုံစံတွေဒါဆိုရင်9 form တွေပြောင်းတတ်ပြီဆိုလို့ရှိရင် grammar တစ်မျိုးကြည့်မယ်ဒါကပါလဲဆိုတော့9တဲ့ခုတာဆိုင်ဆိုတာမလုပ်ပါနဲ့ဆိုရဲအငင်းပုံစံနဲ့သုံးလိုက်တာတဲ့ခုတာဆိုင်မဲ့ဆိုလို့ရှိရင်ဒါလုပ်ပေးပါတော့ဆိုဟာ9တဲ့ခုတာဆိုင်ဆိုမလုပ်ပါနဲ့ဆိုပြီးတော့မလုပ်ပါနဲ့တော့ဆိုပြီးပြောလိုက်တာအဲ့တော့ဥမာဆိုရင်ခိုနိစူဝါရာ9တဲ့ခုတာဆိုင်ဆိုရင်ဘာ buff ကိုသုံးထားရလဲဆိုရင်စူဝါရီမာဆိုထိုင်သည်ဆိုရဲ buff Suwari mask က group 1ဖြစ်တယ် mask ရဲ့ရှင်မှာ ri လေးနဲ့စုံနေတယ် e တန်းလေးကို a တန်းလေးပြောင်းမယ်ဆို ri ကနေပြီးတော့နောက်ဘာဖြစ်မလဲဆိုရင် ra တန်းဖြစ်မယ် ra ri တို့တဲ့တို့လေတစ်လိုင်းပြန်စင်ပေါ့ဟလား ri ကနေပြီးတော့ ra ဖြစ်မယ်အဲ့ဒါဆို suwara 9ဖြစ်မယ် suwara 9ဆိုတာမထိုင်နဲ့လို့ပြောတာအဲ့တော့ suwara 9တဲ့ခုသာ size ဆိုရင်ဒီနဲ့မလုံနဲ့နော်ဆိုပြောလိုက်တာပေါ့နော်ခိုနိ suwara 9တဲ့ခုသာ size ဆိုရင်မထိုင်နဲ့နော်ခါစာကိုဝါဆူတဲ့9တဲ့ခုသာ size နဲ့ဆိုရင် T ကိုမမေ့နဲ့တော့ခါစာဆိုတာ T ပြောတာဝါဆူတဲ့ mask ကမေ့သည်သူက group 2ဖြစ်တယ်ကြည့်လိုက်လို့ဒီမှာဧည့်တန်နဲ့စုံနေတာเนาะ group 2ဖြစ်မှန်းသိတာတယ်ဝါဆူတဲ့9ဖြစ်မယ်နောက်တစ်ခါဒိုင်းကျော်ပုဒ်သက်စီရောရှင်းပိုက်ရှိ9တဲ့ကုတာဆိုင်ဒါရှင်းပိုက်ရှိ mask ဆိုရဲရှိမဆိုရဲ group 3 buff နဲ့တွဲထားတဲ့စလုံးလေးပေါ့နော်အဲ့တော့သူဆိုရင်ရှင်းပိုက်ရှိ9ဖြစ်မယ်9 form ပြောင်းလိုက်တဲ့အခါကျရင်အဲ့တော့ရှင်းပိုက်ရှိ9တဲ့ကုတာဆိုင်စိတ်မပူပါနဲ့เนาะဆိုပြီးရမယ်ဒါက9တဲ့ကုတာဆိုင်နဲ့ဒါအငင်းပုံစံနေ9 form နေပြောင်းပြီးတော့တဲ့ကုတာဆိုင်နဲ့ပြန်ဆက်တာဟာပေါ့နော်နောက်တစ်ခါကျတော့နားခဲ့တယ်ပါနားလေးမှာဆန်ဘာလေးနဲ့စနေလဲဆိုရင်ဒီမှာနားလေးနဲ့စတယ်အဲ့တော့သူလဲ9 form ကိုအရင်ပြောင်းလိုက်ဒါပေမဲ့9 form ဆိုရင်နာ e ဆို e လေးပါနေရလေ e ကိုဖြောလိုက် e မလို့တော့ဘူးအဲ့နေရာမှာဘာဝင်မလဲဆိုလို့ရှိရင်နာပဲလို့မယ်เนาะ e မလို့တော့ဘူး e မလို့ပဲနဲ့ခဲတယ်ဘာနာလေးမှာဆန်ဆိုတော့ပေါင်းလိုက်မယ်အဲဆိုရင်နာခဲတယ်ဘာနာလေးမှာဆန်ဆိုရဲပုံစံရမယ်နာခဲတယ်ဘာနာလေးမှာဆန်ဆိုမလို့မရအောင်လုပ်ကိုလုပ်ရမယ်စေးမတောက်လို့မရအောင်တောက်ရမယ်စာမချက်လို့မရအောင်ကြက်ရမယ်ဆိုတာမျိုး have to do ပေါ့အင်္ဂလိပ်စာမှာဆိုရင် have to လို့မျိုးဟာမျိုးပေါ့เนาะမလို့မရအောင်ဒါလုပ်ကိုလုပ်ရမယ်ဒါဒီ obligation ပဲလုပ်ကိုလုပ်ရမယ်ဆိုပြီးပြောတာဥပမာဆိုရင်そのことは言わなければなりませんဒီဟာကိုမပြောလို့မရအောင်ဒီလိုတော့ဒီကြောင်မပြောလို့မရအောင်ပြောရင်မရတော့သူကပြောမှဖြစ်မယ်ပေါ့နော်အဲဆိုပြောလို့မရဘူးပြောမှာဖြစ်မယ်ဆိုလို့ရှိရင် Iwana ခဲ့တယ်ပါနာရီမဆန်
EE mass ဆိုတဲ့ buff EE mass ဒီ group 1ဖြစ်တယ် EE ကို ER လို့ပြော EWA လို့ပြောတယ်လို့ခုနကပြောခဲ့တယ်เนาะချွန်းချက်တည်းမှာပါတယ်အဲ့တော့ EWA နာကြီးလို့ပြောတယ်အဲ့တော့ so no ခုတော့ EWA နာခဲ့တယ်ပါနာဒီမှာဆန်ဆိုရင်ဒီကြောင်းရာကမပြောလို့မရဘူးနောက်ကခုစနီကို normal နာခဲ့တယ်ပါနာဒီမှာဆန်ဆိုရင် normi mass ဆိုတဲ့ buff ကနေလာတယ် normal နာကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီဆေးကိုမတောက်လို့မရဘူးလို့ပြောတာ bankyo shina ခဲ့တယ်ပါနာဒီမှာဆန် bankyo shima ဆိုတဲ့စာလုံးတီးကနေပြီး shina ဖြစ်သွားတယ်ဒါဆိုရင် bankyo shina ခဲ့တယ်ပါနာဒီမှာဆန်စာမလုပ်လို့မရဘူးစာလုပ်ကိုလုပ်ရမယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒါတွေဒီနာခဲ့တယ်ပါနာဒီမှာဆန်ရဲ့အသုံးနှုန်းဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ပုံစံတစ်ခုကြည့်အောင်နာခုတယ်မို့ edas ဆိုခုနကတော့နာခဲ့တယ်ပါနာဒီမှာဆန်ကမလုပ်လို့မရဘူးလုပ်ကိုလုပ်ရမယ်လို့ပြောတာနာခုတယ်မို့ edas ကကြတော့မလုပ်လဲရတယ်မလုပ်လဲရတယ်နှစ်ပြည့်စေးုံလာမှာလားလာကျင်လဲလာလို့ရတယ်ဒါပေမဲ့မလာလို့လည်းရတယ်လာကိုလာမှာမဟုတ်ဘူးနှစ်ဆောင်ကြည့်လိုက်အောင်တစ်ပတ်လောက်နေမှလာခဲ့ဒါလည်းရတယ်အရင်ရေးမကြည့်တော့ရန်ဒီပေါ့နော် critical state မှာမဟုတ်တော့ဘူးအဲ့တော့တက်တာနေပြီဆိုတော့အချိန်ဆောင်ကြည့်ခြင်းသေးရဆိုရင်မလာနဲ့ရတယ်ဒါပေမဲ့လည်းစိတ်ကဟိုနေမဖြစ်ဘူးလာခြင်းတယ်ဆိုတော့လာခဲ့ပါရေးမဖို့ရေးလဲရတယ်ရေးလဲရတယ်လာလဲရတယ်မလာလဲရတယ်ဆိုတာမျိုးပြောတဲ့အခါကြလို့ရှင်နာခုတယ်မို့ edas ပေါ့နော် you don't have to do that လုပ်စရာမလိုဘူးမလုပ်နဲ့လို့တားတာတော့မဟုတ်လုပ်ချင်လဲလုပ်ဒါပေမဲ့လုပ်စရာတော့မလိုဆိုတာမျိုးပေါ့နော်အဲ့ဒါကိုပြောတဲ့ခါကျရင်သူလည်းအဲ့လိုပဲဒီမှာနာလေးပါနေတယ်နာလေးပါနေတော့သူ့ 9 form အရင်ပြောင်းလိုက်ပြောင်းပြီးတော့မှ e ကိုဖြုတ်ပြီးတော့မှခုတယ်မို့ edas နဲ့ဆက်ပေးလိုက်ပေါ့နော်အဲ့တော့ဒီမှာရေးထားတဲ့ sentence ကိုကြည့်မယ်ဆိုရင်မူစုကရှိနေ imasu ဝါကာရနာခုတယ်မို့ edas ရောဆိုတော့ပို့စာတဲ့ပုဂ္ဂိုလ်အရင်ကနားလဲဖို့ clear စူးစမ်းနေရပေါ့နော်ကြည့်လိုက်တော့တော်တော်ကြီးခက်တဲ့ပို့စာသူနားလဲခြင်းလို့လုပ်နေရပဲဒါပေမဲ့တကယ်တော့ဒီအစ်စ်မှာမလုပ်လဲရသေးတဲ့ဟာကိုဒီအစ်စ်မှာဒါတွေကနားမလဲလဲရသေးတဲ့ဟာကိုဒါပေမဲ့တကယ်ကိုနားလဲခြင်းလို့သိခြင်းလို့ဆိုတော့လုပ်ပါဒါပေမဲ့အခုနားမလဲသေးလဲရသေးတယ်နော်ဆိုတာပြောရဲပေါ့နော်အဲ့တော့ imasu ကိုချက်ချင်းဝါကာရနာခုတယ်မို့ edas ရောချက်ချင်းအခုနားမလဲသေးလဲရပါသေးတယ်ဆိုတာမျိုးနောက်တစ်ခါခုနကုစတိဝါနော်မနာခုတယ်မို့ edas ဆိုဒီစေးကိုသူကမတောက်လည်းရနေပြီဒါပေမဲ့ तू ကစိတ်ကမဖြောက်အောင်တောက်ချင်တယ်ပေါ့နော်အဲ့ဒါဆိုလဲတောက်ဒါပေမဲ့အမှန်တော့မတောက်လို့ရနေပြီဒါဆိုရင်ခုနကုစတိဝါနော်မနာခုတယ်မို့ edas ဆိုမတောက်လည်းရပါတယ်လို့ပြောတာနောက်တစ်ခါ raishu ခုနခုတယ်မို့ edas ဆိုရင်နောက်အပတ်မလာလည်းရတယ်ပေါ့နော် raishu ခုနခုတယ်မို့ edas ဆိုပြီးပြောရဲဆိုရင်ဒါ key mask ကနေပြီးတော့ခိုနိုင်လေးပြောင်းပြမ e ကိုဖြုတ်ပြီးတော့ demo edas နဲ့ဆက်ပေးထားတာပေါ့ဒါဆိုရင်ဒါဒီနောက်ထပ်ပုံစံတစ်မျိုးပေါ့ဒါဆိုရင် 9 form တွေပြောင်းတက်တဲ့အခါမှာဘာတွေသုံးလို့ရသွားပြီလဲဆိုရင်9တဲ့ကုသဆိုင်ဆိုတဲ့ပုံစံသုံးလို့ရတယ်နားခဲ့တယ်ပါနာဒီမာဆန်ဆိုတဲ့ပုံစံသုံးလို့ရတယ်နာခုတယ်မို့ edas ဆိုတဲ့ပုံစံလည်းသုံးလို့ရတယ်နောက်ဆုံးတစ်ခုပေါ့နော်ဒီ unit 7 တက်မှာနောက်ဆုံးတစ်ခုကကြတော့ပါလဲဆိုရင် object တွေကိုဝါနဲ့အတွက်သုံးတဲ့ပုံစံဥပမာဆိုရင်တော့ဆိုရင် report ကိုအစီရင်ခံစာကိုတင်းလာနေနောက်ဆုံးထားပြီးတော့တင်ပေးပါလို့ပြောတဲ့ပုံစံမှာ report ကိုဝို့လို့သုံးခဲ့တယ် report ကိုတင်းလာနေဆိုတော့ကဲချရောပြီးမတဲ့နေ့ဆိုတော့နောက်ဆုံးထားလိုက်တာပေါ့နော်အဲ့နေ့အထိပဲလုပ်ရမယ်ဆိုတော့ဒါမတဲ့နေ့အဲ့နေ့အထိပဲတင်းလာနေအထိပဲဆိုတော့တင်းလာနေနောက်ဆုံးထားလိုက်တာပေါ့dash တဲ့ကုတာဆိုင်ဆိုတာတင်လိုက်ပါနော်တင်ပါလို့ပြောတာပေါ့နော်အဲ့ဒါကိုအခုကကြတော့ဘယ်လိုပုံနဲ့ပြောမလဲဆိုလို့ရှိရင်report ကိုဝို့မဟုတ်တော့ဘဲနဲ့ object လုံးနေရာမှာမထားဘဲနဲ့ပေါ့နော်ဥမာဒီဟာဆိုလို့ရှိရင်ပေါ်ထားလိုက်ပါတော့အနာတာဝ report ကိုမင်းကအစီရင်ခံစာကိုဆိုပြီးတော့ subject တက်ရှိရဲ့အရှိမှာ subject သားမရေးထားတာ subject တစ်ခုရှိရဲ့ကျွန်တော်ကလည်းဖြစ်မယ်သင်ကလည်းဖြစ်မယ်ပေါ့နော်ဒီတစ်ခါကျတော့အဲ့လိုမဟုတ်ဘဲနဲ့အဲ့ object ကြီးကိုကိုယ်တိုင်က subject လာဖြစ်တာ object ကြီးက topic လာဖြစ်တာreport ကတော့ report အကြောင်းကိုပြောမှာ report ကိုတင်မှာဆိုတော့ action ကိုအထူးပြုမှာမဟုတ်ဘဲနဲ့ဒီ report ကြီးကပါလဲ report ဆိုလို့ရှိရင်တော့ဒီလောက်နေတင်လိုက်တော့နော်တခြားဟာမဟုတ် report ကိစ္စကိုပြောတခြားPowerPoint slide တွေပါတယ်မဟုတ်ဘူးတခြားသတင်းတစ်ခုမဟုတ်ဘူးတခြားဓာတ်ပုံမဟုတ်ဘူးဒီအစီရင်ခံစာဒီအစီရင်ခံစာဆိုရင်တော့တင်လာနေအထင်နောက်ဆုံးထားပြီးတော့တင်လိုက်တော့ဆိုပြီးတော့ဒီ topic ကို emphasize လုပ်လိုက်တယ် topic ကိုအလေးထားပြီးပြောလိုက်တယ်ပေါ့နော်အဲ့လိုမျိုးstress ကဒီ object မှာတွားပေးပြီးတော့ object ဒီ sentence ရဲ့ဒီဝါကျရဲ့ topic လာဖြစ်တဲ့အခါခေါင်းစဉ်လာဖြစ်တဲ့အခါမှာသူရဲ့ particle ကိုဝါနဲ့သုံးလို့ရပါတယ် report ကိုမဟုတ်ဘဲနဲ့ report ဆိုရင်တော့ report ကတော့တင်လာနေတဲ့ဆုံးထားပြီးတော့တင်လိုက်ပါပေါ့နော် report တော့ကကြရောပြီးမှတင်ဒီ dash တဲ့ကုသဆိုင်ဆိုတာမျိုးနောက်တစ်ခါပေါ်အောက်ကဒီစာကြောင်းကြည့်ရမယ်ဆိုလို့ရှိရင်ခိုင်းကီ online ဝမေးလို့တဲ့ okut တဲ့ကုသဆိုင်တခြားကိစ္စမဟုတ်ဘာကိုပြောနေရလဲခိုင်းကီ online ဆိုတော့ object ကြီးကိုအထူးပြုပြီးပြောနေတာခိုင်းကီ online အကြောင်းပြောချင်တာဒီအစည်းအဝေးဖိတ်ကြားလွှာပေါ့နော် meeting invitation သူ့ကိုမေးနဲ့ပို့ပါ
ဆိုတာကိုပြောချင်တယ်ဒီ action ကိုအထူးပြုတာထက်ဘာကိုပို့ရမှာလဲဆိုတဲ့ဟာကိုအထူးပြုချင်တာပေါ့နော်ဒီ object ကို subject လုပ်ချင်တာ object ကို topic လုပ်ချင်တာအဲ့လိုမျိုးဟာတွေမှာဆိုရင် why တွေသုံးလို့ရပါတယ်စီဝေးဖိတ်ကြားလာဆိုရင်တော့စီဝေးဖိတ်ကြားလာကတော့ email နဲ့ပို့ပေးပါနော်ဆိုပြီးတော့ပြောတာပေါ့အဲ့တော့ unit 17မှာ big grammar တွေသိခဲ့လဲဆိုရင် 9 form တွေဘယ်လိုပြောင်းလဲဒီ buff မလုပ်ပါနဲ့ဆိုတော့ buff 9တဲ့ခုသာဆိုင် buff မလုပ်လို့မရဘူး buff လုပ်ကိုလုပ်ရမယ်ဆိုတော့ buff နားခဲ့တဲ့ဘာနာတွေမှာဆန် buff မလုပ်လို့လည်းရပါတယ်ဆိုတော့ buff 9တဲ့မို့ edas ပုံစံနောက်တစ်ခါnoun ကိုဆိုတဲ့ပုံစံပေါ့နော် noun ဝပေါ့နော် noun ကတော့ဆိုတဲ့ပုံစံကိုသုံးထားတာပေါ့နော်ဆိုတော့ဒါတွေဒီ unit 17မှာပါတဲ့ grammar ပုံစံတွေဖြစ်ပါတယ်